အခု2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတိတ်အံ့ဩဖို့ကောင်းတဲ့ပုံမှန်343မှာစစ်ဖက်တရားစီရင်ရေးနဲ့ပတ်သက်ရင်ကာကွယ်ရေးဦးစီးချုပ်ရဲ့အဆုံးဖြတ်သည်အပြီးအပြတ်ဖြစ်သည်အတိတ်ဘက်ကကာကွယ်ရေးဦးစီးချုပ်သည်စစ်ဖက်တရားရေးရဲ့တရားသူကြီးချုပ်ဆိုလိုတာကစစ်သားအလုံးဟာကာကွယ်ရေးဦးစီးချုပ်ကအမိန့်အောက်မှာဘယ်လိုမှလှုပ်လို့မရအောင်ထည့်ပေးလိုက်တယ်တကယ့်ကိုအာဏာရှင်အစစ်အမှန်ကိုထောင်ပေးလိုက်တယ်တရားအုပ်ချုပ်ရေးကိုလည်းကာကွယ်ဦးစီးချုပ်လုပ်စစ်တပ်ရဲ့အုပ်ချုပ်ရေးကိုလည်းကာကွယ်ဦးစီးချုပ်လုပ်တရားရေးကိုလည်းခင်ဗျားပဲတရားစီရင်ခင်ဗျားပဲအုပ်ချုပ်ခင်ဗျားပဲတရားစီရင်ဆိုတဲ့ကဘယ်လို့မှတရားမျှတတဲ့တရားစီရင်လည်းမဖြစ်နိုင်ဘူးဒါမျိုးကဘာပေါ်မှာလည်းမရှိဘူးအဲ့ဒီလိုမျိုးတရားရေးအာဏာကိုလည်းကာကွယ်ဦးစီးချုပ်ပေးလိုက်အဲ့တော့နိုင်ငံတော်အာဏာ၃ခုရှိတယ်၃ခုစလုံးကိုအဲ့ဒီလိုတစ်မျိုးမဟုတ်တစ်မျိုးပုံစံအမျိုးမျိုးနဲ့ကာကွယ်ဦးစီးချုပ်ကိုအထာရဟာအဲ့ဒါပြီးခဲ့တဲ့စတုထမြန်မာနိုင်ငံတော်ကိုအုပ်စိုးခဲ့တဲ့တပ်မတော်ကရှစ်ဆက်တိဆောက်မဲ့ပြင်ဆမမြန်မာနိုင်ငံတော်ကိုချထားတဲ့သူ့ရဲ့ foundation ပဲအဲ့ဒီ foundation အတိုင်းသွားရင်ဆရာဖေပြောသွားပြီဘယ်တော့မှကျွန်တော်တို့ဒီမိုကရေစီနိုင်ငံကိုမရောက်နိုင်ဘူးဒီမိုကရေစီနိုင်ငံတစ်ခုရဲ့စံချိန်ကလွယ်လွယ်လေးရဲ့တစ်ခုတည်းပဲနိုင်ငံတော်အာဏာဘယ်မှာရှိသလဲဆိုတော့ပဲကြည့်လိုက်ဒါပဓာတိုင်းပဲနိုင်ငံတော်အာဏာပြည်သူလက်ထက်မှာရှိရင်အဲ့ဒါဒီမိုကရေစီနိုင်ငံအမှန်ပဲတကယ်လို့နိုင်ငံတော်အာဏာဟာပြည်သူလူထုလက်ထက်မှာမရှိပဲတစုံတစ်ယောက်တစုတစ်ဖွဲ့လက်ထဲရောက်နေရင်အဲ့ဒါဒီမိုကရေစီနိုင်ငံမဟုတ်တော့ဘူးအဲ့ဒီတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ထောင်မဲ့အနာဂတ်မြန်မာနိုင်ငံတော်ဟာဘယ်လိုနည်းနဲ့မှဒီမိုကရေစီနိုင်ငံတော်မဖြစ်နိုင်ဘူး။ဘာကြောင့်လဲစောစောကကျွန်တော်ထောက်ပြခဲ့တဲ့ပုံမှန်တွေအရာနိုင်ငံတော်အာဏာကိုလူထုကိုပေးအပ်ရမယ်အစားလူတဦးတယောက်တည်းကိုအလွန်အကျွံပေးအပ်ထားတဲ့အတွက်ဘယ်တော့မှဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျွန်တော်တို့ဒီမိုကရေစီနိုင်ငံတည်ဆောက်လို့မရဘူး။ဒါလို့ဆိုရင်ကျွန်တော်တို့ခင်ဗျားတို့ဘာလုပ်ကြမလဲ။တချို့ကပြောတယ်ဒေါအောင်ဆန်းစုကြည်သူလုံမှာပေါ့သူ့ကိုပြည်သူလူထုကအရန်ထောက်ခံတယ်နိုင်ငံခြားအစိုးရတွေကလည်းသူ့ကိုပံ့ပိုးတယ်မှတ်ပါတယ်ဒါပေမဲ့တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ငံတော်ကိုတိဆောက်တဲ့ကိစ္စကျွန်တော်တို့လိုချင်တဲ့နိုင်ငံရေးစနစ်တစ်ခုကိုဖန်တီးတဲ့ကိစ္စဟာဘယ်တော့မှတော့တဦးတယောက်တည်းအပေါ်မှာတာဝန်တင်လို့မရပါဘူးကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲနိုင်ငံသားအားလုံးရဲ့တာဝန်ပဲနိုင်ငံသားအားလုံးဆိုတဲ့နေရာမှာကျွန်တော်ထပ်ပြီးတော့ခွဲခြားပြီးပြောအောင်မယ်ဘာလို့ဆိုကျွန်တော်ဒီမှာစင်ကာပူမှာပြောနေလို့နိုင်ငံတွင်းမှာရှိတဲ့နိုင်ငံသားတွေကနိုင်ငံရပ်ခြားရောက်နေတဲ့ဗမာနိုင်ငံသားတွေရောအားလုံးမှာတာဝန်ရှိပါတယ်ကျွန်တော်တို့ဗမာနိုင်ငံထဲကလူတွေအော်ရင်အဲ့ဒါဗမာနိုင်ငံတဲကလူတွေအော်နေတယ်ဆိုတဲ့အတန်ပဲဖြစ်ပါတယ်ကိုစားပြုတာ